ဆိုတော့ဒီမနေ့မှာကျွန်တော်တို့ကခံယူမဲ့နှုတ်ကပတ်တော်အကြောင်းအရာကခရစ်တော်နဲ့တန်တူချင်းဆိုတော့ခရစ်တော်နဲ့တန်တူချင်းဆိုတော့အခုကျွန်တော်တို့မိသားစုထဲမှာနော်မိသားစုထဲမှာအတိုင်းဝိုင်းထဲမှာကျွန်တော်တူချင်းတဲ့သူတွေရှိတယ်နော်တကယ်လို့တူတယ်လို့အထင်ခံရရင်လည်းကျွန်တော်တို့ဘာဖြစ်လဲတူတယ်လို့ထင်ခံရရင်လည်းဘာဖြစ်လဲဆိုတော့ဝန်တာတယ်ပေါ့ဆိုရချင်းဆိုတော့ဒီတဲမှာရှိတဲ့နော်ညီကောင်မတွေမိသားစုတွေကရောဘယ်လိုနဲ့တူချင်ပါသလဲဟိုရင်ကျွန်တော်တို့လူငယ်ဘဝမှာခုလည်းလူငယ်ပါပဲနော်ဟိုရင်စကြတဲ့ရမှာပါလဲဆိုဒွေးကီနော်ဒွေးကီစပင်ကီကိုလေမထောင်တဲ့စပင်ကိုလေဖုံးနေနဲ့ထောင်တာနော်ဖုံးနေနဲ့စပင်တွေကိုလိမ့်ပြီးတော့ထုတ်ပြီးတော့လေအခုခေတ်လိုမျိုးဂျယ်တွေလည်းအရင်ခေတ်မသားသေးဘူးဂျယ်ဒီမှဟိုရှိတော့ရှိတာပေါ့ကျွန်တော်သိလည်းမသိဘူးဝယ်လည်းမဝယ်နိုင်ဘူးဆိုတော့ဘာလုပ်ကြလဲဖုံးနေနဲ့ရေးပေါ်ပြီးတော့လေစပင်တွေကိုလေတခါတဲ့အပေါ်မှာလန်ပြီးတာကိုနဲ့လိုက်မှမသိမလိုက်မှမသိဘာဖြစ်လို့လဲဒွေးခစ်စားတာနော်ဒွေးကီနော်အဲ့လိုတွေလောက်တာဘာနဲ့တူချင်လဲကိုဒွေးလို့ဘာလို့ပေါ့နော်အဲ့တော့ဒွေးကီလေးနဲ့အရန်လာတာပဲလို့ပြောအရန်ကြော်တာမျိုးတွေနော်ဆိုတော့ဒီမှာရှိတဲ့သူတွေကဘာနဲ့တူချင်တယ်လဲလုတ်ခဲ့ဘူးသလားတစုံတယောက်ကိုတူပါပြီးတော့တစ်ချက်မဟုတ်ဘူးတစ်ချက်မဟုတ်ခစ်ကိုမိမယ်သူမျိုးစကားခစ်တင်မိမယ်နော်ကိုအားကြတဲ့နော်ဘယ်လိုခေါ်မလဲ idol လို့ခေါ်မှာပေါ့နော်ကိုစံထားတဲ့ ပုဂ္ဂိုလ်လေးတွေရှိကြလားရှိတာပေါ့ဆရာနော်အမှုချင်းလေးတွေနော်အရန်သဘောကျတဲ့အခါပါလဲဆိုတော့ကိုကလိုက်မလုပ်ပေမဲ့သူ့ရဲ့ပုံစံလေးတွေဟန်ပန်လေးတွေဟာကိုမှကူးဆက်လာတာလေနော်စကားပြောဖို့ဆိုဖို့ဟဲ့ခိုင်တင်းကြီးနဲ့ပြလိုက်တာဒါမျိုးလေးရှိနေနော်အဲ့တော့ဒီလိုတွေပဲနော်အခုဆိုပါလဲတူပါတာလေဒီမှာဆိုတော့တွေနဲ့ကစားနေတူပါပြီးတော့တူချင်းလုံးလို့နော်တူပါတာလေဟန်ပန်နေအနေထိုင်နေနော်ဒါမျိုးတွေရှိရနော်အဲ့တော့တန်းတူကျင်တာကိုတန်းတူကျင်တော့တကယ်တော့ဘုရားသခင်ကဘာကိုမျှော်လင့်တယ်လဲလို့မေးလို့ရှိရင်ကျွန်တော်တို့အပေါ်မှာဘုရားသခင်ကဘာမှမဆိုကျွန်တော်တို့ကိုဘယ်သူနဲ့တူကျင်တယ်လဲလို့ကတော့ကိုမေးရမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်အလိုရှိတာပါလဲဆိုရင်ခရစ်တော်နဲ့တန်းတူဖို့အလိုရှိတာဖြစ်တယ်နော်ခရစ်တော်နဲ့တန်းတူဒီနေ့ခရစ်တော်နဲ့တန်းတူလာစေဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုပြောမယ်ဆိုတော့ရည်ရွယ်ချက်ရှိတယ်ပြောမယ်ဆိုတော့ဗျာဘာလဲဆိုတော့သားသမီးတွေကမိဘတွေကိုကြည့်တယ်နော်မိဘတွေကိုကြည့်တယ်ဒါမိဘတွေဟာလက်ဥဆရာလို့ခေါ်တာဟုတ်နော်ကျောင်းမှာဆရာတွေဆရာမတွေသင်တယ်ဆိုတာကနာယီပိုင်းခိတ္တခဏပဲဒါပေမဲ့အိမ်မှာမိဘကလေအချိန်ပြည့်တင်တာဟုတ်အချိန်ပြည့်တင်တော့ဒီမိဘတွေကအချင်းချင်းဘယ်လိုဆက်ဆံတယ်လဲနော်အချင်းချင်းဘယ်လိုအလေးထားတယ်လဲဘယ်လိုတယောက်ကိုတယောက်နော်ဒီယိုတီပေးတယ်လဲဆိုတာတွေကိုသူကသင်ယူတာသားသမီးတွေကနော်အဲ့တော့သူတို့စိတ်ထဲမှာပါလဲဆိုရင်သူတို့ရဲ့လက်ဦးဆရာကသားသမီးတွေကမိဘဖြစ်တော့ဒီမိဘတွေရှင်နေအကုန်လုံးကိုယ်ဆက်အကုန်လုံးသိနေတာအဲ့တော့သူတို့ကနောက်ဆုံးဘာဖြစ်လဲဆိုတော့နော်စံနမူနာထားတော့တာငါကြည့်လိုက်ရင်အဖေလိုမျိုးဖြစ်ချင်တယ်အမေလိုမျိုးဖြစ်ချင်တယ်ဆိုတာမျိုးဟုတ်လားနော်ပထမဦးဆုံးတော့သူတို့ရဲ့စံကမိဘဖြစ်တယ်အဲ့တော့မိဘကမာယွင်းတဲ့လမ်းကြောင်းကိုပြမိတယ်မာယွင်းတဲ့ပုံစံတွေကိုပြမိတယ်ဆိုရင်သားသမီးတွေကလည်းအဲ့လမ်းကြောင်းမာယွင်းတဲ့လမ်းကြောင်းမှာရှောက်သွားတတ်တယ်ဆိုတော့ဒီຢာကနော်လောကနဲ့ဆိုင်တဲ့အရာပေါ့အားလုံးမှာတော့ဘုရားသခင်မျှော်လင့်တာပါလဲဆိုလို့ချင်းခရစ်တော်နဲ့တန်းတူလာစေဖို့ဖြစ်တယ်ဘုရားသခင်ဖန်ဆင်းလိုက်တဲ့အခါမှာလူထဲမှာဘုရားရဲ့ပုံသဏ္ဍာန်တော်ဆိုတာလေးကတော့ပါပြီးသားပဲသို့တော့အဲ့ဒါဒီအပြစ်ထဲကြားရောက်သွားတဲ့အခါမှာနော်အပြစ်တင်သွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုအဲ့ဒီပုံသဏ္ဍာန်တော်ဟာပြည့်စုံခြင်းမရှိတော့ဘူးပျက်စီးသွားတယ်နော်ဘာကြောင့်ပျက်စီးလဲအပြစ်ကြောင့်ပျက်စီးသွားတယ်ဒီနေ့ပြင်ပုံသဏ္ဍာန်ဟာယိုယွင်းသွားတယ်အဲ့လိုအခြေအနေမှာဘုရားသခင်ကတပါးရီတော်တားတော့သခင်ယေရှုခရစ်တော်ကိုနော်ဆေလွတ်တယ်ဘာတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ပျောက်ဆုံးသွားတဲ့မူလပုံသဏ္ဍာန်ကိုငကိုအတိုင်းအပြည့်အဝပြန်လည်ရရှိဖို့အတွက်ဘုရားသခင်ကယေရှုခရစ်တော်ကိုဒီလောကကိုဆေလွတ်တာဖြစ်တယ်နော်အဲ့တော့ယေရှုခရစ်တော်ဒီလောကကိုဆေကြွရဲ့ကယ်တင်ခြင်းဒီပါလဲဆိုလို့ရှိရင်
အပြည့်ရဲ့ဖို့ခါကိုဆက်ပေးခြင်းနေပါတော့လဲဆိုလို့ရှိရင်အပြစ်တရားကြောင့်မို့လို့ပျက်စီးသွားတော့ယိုယွင်းသွားတော့ကျွန်တော်တို့အထဲမှာရှိတဲ့ဖရာရဲ့ပုံတရံတော်ကိုနော်ပြန်လဲပြီးတော့ပုံပေါ်လာဖို့အတွက်ရှင်းကြလာတာဖြစ်တယ်ကေရနာဖြစ်တယ်နော်အပြည့်အဝရရှိဖို့နော်ပျောက်ဆုံးသွားတဲ့ပုံတရံတော်ဘုရားသခင်ကျွန်တော်တို့ထဲမှာထည့်ပေးလိုက်တဲ့ပုံသဏ္ဍာန်တော်ခရစ်တော်နဲ့တူရမယ့်ပုံသဏ္ဍာန်တော်ပျောက်ဆုံးနေမှုကိုမူလပုံသဏ္ဍာန်အတိုင်းပဲရရှိဖို့အပြည့်အဝရရှိဖို့အတွက်ခရစ်တော်ကြွလာတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ပြောတယ်လေဟာဒီကလေးကတော့အဖေလူသားပဲနော်မိဘနဲ့တူတဲ့အခါအမှုချင်းနေတူတာဟုတ်နော်အဲ့ဘုရားသခင်ကလည်းဒီအတိုင်းပဲသူ့ရဲ့ပုံသဏ္ဍာန်နဲ့တူညီခြင်းကိုသူသားသမီးတွေမှာထင်ရှားပြသဖို့လို့ရှိတယ်ဘုရားသခင်ဖန်ဆင်းလိုက်တဲ့လူသားတိုင်းကသူ့ရဲ့အဖဟာဘုရားသခင်ဖြစ်တယ်လို့ထင်ရှားပြသဖို့အတွက်ဘုရားသခင်အလိုရှိတယ်သို့တော့ခုနကပြောသလိုမျိုးလူဒီအပြစ်ထဲကျရောက်သွားတဲ့အခါမှာပုံသဏ္ဍာန်တော်ဒီအပြစ်ကြောင့်ယိုယွင်းပျက်စီးသွားတယ်အာမင်ဟုတ်ဒါမှမဟုတ်ဒီယိုယွင်းပျက်စီးသွားတဲ့ဟာကို restore လုပ်ဖို့အတွက်ပြန်လည်ပြုပြင်ဖို့အတွက်နော်ဘယ်လိုခေါ်မလဲပျက်စီးရာကနေအသစ်ပြန်လည်ဖြစ်ဖို့အတွက်ကိုယေရှုခရစ်တော်ကြွလာတယ်ယေရှုခရစ်တော်နော်အဲကြောင့်မလို့ဘုရားသခင်နဲ့တူခြင်းတနည်းအားဖြင့်ယေရှုခရစ်တော်နဲ့ Christ likeness လို့ခေါ်တာပေါ့နော်ခရစ်တော်နဲ့တန်တူတယ်လို့ပြောတဲ့အခါမှာဘာလဲလို့မေးလို့ရှိရင်နော်မန်သောဖြောင့်မခြင်းနဲ့တန်ရှင်းခြင်းပါရမီအပြင်ဘုရားသခင်နဲ့အတူအမြတ်ဖန်ဆင်းသောလူတစ်ကိုယူတင်ဝတ်ဆောင်ဖို့အတွက်ဖြစ်တယ်ယူတင်ဝတ်ဆောင်ဖို့အတွက်ဖြစ်တယ်အဲ့တော့ဒီတမန်ကျမ်းစာမှာပြောတဲ့အရာလေးကအိဖက်ခန်းကြီးလေးအပိုင်းငယ်24မှာနော်အဲ့တော့ဘုရားသခင်နဲ့အတူအမြတ်ဖန်ဆင်းသောလူတစ်ကိုယူတင်ဝတ်ဆောင်ဖို့အတွက်ဖြစ်တယ်သခင်ခရစ်တော်ကျွန်တော်တို့ကြွလာပြီပြည့်စည်နေတဲ့ယူရွေးနေတဲ့ဘုဒ္ဓရတော်အတွက်သခင်ပြန်လဲပြုဖို့အတွက်တနည်းအားဖြင့်ကျွန်တော်ရဲ့အဖဟာဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကြည့်ခြင်းအားဖြင့်မြင်စေဖို့အဖေလူသားဖြစ်စေဖို့နော်သူ့ကိုကြည့်လိုက်အမှုချင်းနေပေါ့နော်အမှုချင်းတွေကြည့်လိုက်တဲ့ဘသူရဲ့သားသမီးလဲဆိုတာတချို့တွေခံမှန်းလို့ရတယ်သူ့အဖေတိုင်းပဲနော်တပုံစံနဲ့ပဲနော်ဒီလိုတွေပြောတာတွေကြုံမှုမယ်နော်သမီးတွေကိုဆိုလို့ပြောတယ်သူ့အမေတိုင်းပဲတပုံစံနဲ့ပဲသူဆိုမှတ်ပုံနေလို့တော့ပြောတာရှိတယ်ဘာဖြစ်လို့လဲအတူကြလွန်းလို့အဲ့ဒါပါလဲဆိုအဲ့ဒီလိုမျိုးပဲတကယ်တမ်းတော့လေဝိညာဉ်ရေးရမှာလည်းပဲကျွန်တော်တို့ကိုဖားခြင်းနဲ့ဘုရားသခင်နဲ့ကျွန်တော်တို့ကတစ်ထပ်သေးတရားတူရမှာဖြစ်တယ်သို့တော့ဒီတရားတော်ကထင်ရှားဖို့အတွက်အပြစ်တရားကစိတထားတယ်ဒီစိတထားတဲ့အပြစ်တရားကိုထုတ်ပြဖို့အတွက်ယေရှုခရစ်တော်လိုအပ်တယ်အတ္တဓမ္မနံပါတ်1ပါလောက်ရတယ်သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကတိရှိဖြစ်ယုံကြည်လက်ခံရတယ်ဝန်ခံရတယ်အဲ့ဒီနောက်မှာအဲ့ဒီပုံသဏ္ဍာန်တော်ထင်ရှားဖို့အရေးဖြစ်လာတာဖြစ်တယ်နော်သူရဏတရားတူလာတာဖြစ်တယ်နော်ဒီမှာကျမ်းစာလေးကိုဖတ်ရအောင်ဒီမှာနိကောခန်းကြီး3အပိုင်ငယ်18မှာငါတို့ရှိသမျှသည်တဲ့မျက်နှာဖုံးကိုဖွင့်လျက်မန်ကိုကြည့်တဲ့ကဲ့သို့သခင်ဘုရားဤဘုန်းတွေကိုကြည်မြင်၍ဝိညာဉ်တော်ဤတရားဝိညာဉ်တော်တရားဤအရှင်သည်ရောင်ကြီးတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့သည်ဘုန်းတွေတိုးပွား၍ပုံသဏ္ဍာန်တော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏ဘုန်းတွေတော်တိုးပွား၍ပုံသဏ္ဍာန်တော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏ဘာဖြစ်လို့လဲဝိညာဉ်တော်တရားရဲ့အရှင်ဟာရောင်ကြီးတော်ကိုလွတ်တယ်တကိုးကိုပေးတယ်ဒါဆိုဝိညာဉ်တော်တရားဆိုတာဘာလဲလို့ပြောချက်နော်သခင်ဘုရားရဲ့ဘုန်းအတ္တတွေအဲ့တော့ကိုမျက်နှာဖုံးကိုချုပ်ပြီးတော့မှန်မှကြည့်လိုက်တယ်လို့မျိုးပဲတဲ့ဘုရားသခင်ရဲ့ဘုန်းအတ္တတော်ကိုမြင်ရတဲ့အတ္တတာအထဲမှာနော်ထိုဝိညာဉ်တရားရဲ့ဝိညာဉ်တော်တရားရဲ့အရှင်ဟာလည်းဘာလို့မလဲတကိုးကိုပေးတဲ့အတိုင်းငါတို့ကဘာလို့မလဲဆိုတော့ဘုန်းအတ္တတွေတိုးပွားပြီးတော့တပံပြောင်းလဲပြီးခရစ်တော်နဲ့တူလာရမယ်ဆိုတော့ဝိညာဉ်တော်ရဲ့တရားဆိုတာဘာလဲဆိုတော့သခင်ဘုရားကိုပြောတာဖြစ်တယ်လို့နော်အရှိပိုင်းလေးတွေမှာ15 16 17မှာဖတ်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ်ဆိုတော့လောကမှာရှိနေစေကျွန်တော်တို့အတွက်ထားရှိတဲ့နော်ဘုရားသခင်အဆုံးစွန်သောပန်းနိုင်ကဘာလဲလို့မေးလို့ရှိရင်နော်ဟိုတက်တောင့်တက်တာနဲ့စိတ်ခံနေဖို့မဟုတ်ပါဘူးနော်ကျွန်တော်တို့ကအများအပြည့်ရေးလိုက်လွဲတဲ့အရာလမ်းကြောင်းလွဲတဲ့အရာဘာလဲဆိုဘုရားသခင်ကောင်းမြတ်တယ်ဆိုပြီးတော့ကောင်းကြီးမင်္ဂလာတွေကိုခံစားသုံးဆွဲရင်းနဲ့တက်တောင့်တက်တာဖြစ်တဲ့ဘဝမှာစိတ်ခံပြီးနေခြင်းကြတာဖြစ်တယ်တကယ်တော့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကနော်အဆုံးစွန်သောအနိမပန်းနိုင်လို့ခေါ်တာပေါ့နော်အဆုံးစွန်သောရည်ရွယ်ချက်ပန်းနိုင်ကအမြင့်မားဆုံးကဘာလဲဆိုကျွန်တော်တို့တ
တက်တောင့်တက်တာနဲ့ဇင်ခံပြီးတော့နေဖို့မဟုတ်ပါဘူးဘာလို့မို့လဲဆိုတော့ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တတွေတိုးတက်မှုကိုပြသဖို့ဖြစ်တယ်ကျွန်တော်ဘုရားခင်ကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးကြီးထွားဖို့အတွက်တနည်းအားဖြင့်ခရစ်တော်နဲ့တူလာဖို့အတွက်အလိုတော်ရှိတာဖြစ်တယ်နောက်ဒီမှာဘုန်းအသရေတိုးပွား၍ဆိုတာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးကြီးထွားပြီးတော့ခရစ်တော်နဲ့တူလာဖို့အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်နော်အဲ့တော့ဒီမှာခရစ်တော်နဲ့တန်တူခြင်းဆိုတာကဘယ်လိုလဲလို့မေးရင်မိမိရဲ့ပင်ကိုယ်အည်အသွေးတွေကိုပြောင်းလဲလိုက်တာမဟုတ်ဘူးဘာကိုပြောင်းလဲလဲဆိုတော့မိမိရဲ့ရိုက်လက္ခဏာတွေကိုပြောင်းလဲလိုက်တာဖြစ်တယ်နော်တခါတည်းမှာခရစ်တော်နဲ့တူဖို့ပြောတာကိုယ်မှာကိုယ့်ရဲ့ပင်ကိုယ်စရိုက်မိမိရဲ့ဖြစ်ခြင်းသဘောတွေအကုန်လုံးကိုနော်ချစ်ပယ်လိုက်ရမှာလားညှင်းပယ်လိုက်ရမှာလားဆိုအဲ့ဒီလိုပြောတာတော့မဟုတ်ပြန်ဘူးဒါဆိုရင်ဘာကိုလုပ်ရမှာလဲလို့မေးတဲ့အခါကျတော့ကိုယ်ကြီးကိုယ်သေးကိုပြောင်းလဲရမလို့ပဲနဲ့ဇယလက္ခဏာတွေကိုပြောင်းလဲရမှာဖြစ်တယ်နော်ဇယလက္ခဏာတွေပြောင်းလဲရမှာဖြစ်တယ်ဒါသဘောပေါက်မလားမသိဘူးနော်ဒီထိပေါက်တယ်ပေါက်တယ်ဆိုတော့ကျွန်တော်တို့ဒီခရစ်တော်ကိုယုံကြည်တဲ့အခါမှာလူတိုင်းမှာပင်ကိုအည်အသွေးတွေရှိတယ်အည်ချင်းနေပေါ့နော်ဒါတွေကိုဖယ်ရှားပစ်လိုက်ဖို့စွန့်လွတ်လိုက်ဖို့ဘုရားခင်အလိုမရှိဘူးဒါပေမဲ့ဘာကိုစွန့်လွတ်ဖို့အလိုရှိတယ်ဆိုရင်ခုနကပြောတဲ့ဇယလက္ခဏာတွေအစောပိုင်းကတော့ကျွန်တော်တို့ကပြောပုံသဏ္ဍာန်တော်ဟာယိုယွင်းနေတဲ့ကြောင့်မို့လို့ဘာဖြစ်လဲဆိုတော့ဒုစရိုက်နဲ့ဆိုင်သောအရာတွေကိုပဲကျွန်တော်တို့ကအသုံးပြုနေမှာဖြစ်တယ်လက်ကျက်နေမှာဖြစ်တယ်သို့တော့အခုယေရှုခရစ်တော်ကိုရလိုက်တဲ့အခါမှာဝိညာဉ်တော်ရဲ့တရားကိုခံယူလိုက်တဲ့အခါမှာဒီဇယလက္ခဏာတွေပြောင်းလဲလာတယ်တနည်းအားဖြင့်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်တာအထဲမှာနောက်ဒီမှာနံပါတ်1ချက်မှလာဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာကျွန်တော်တို့ယုံကြည်သူရဲ့အထဲမှာအလုံးလုံးနေတယ်ဆိုတာကိုနားလည်ထားရမယ်ယေရှုခရစ်တော်ကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်နော်အတွင်းမှာဘုရားရဲ့ဝိညာဉ်ကကိန်းဝတ်တယ်ဆိုတော့အဲ့ဒီဘုရားရဲ့ဝိညာဉ်ကအလုံးလုံးတယ်အတွင်းလူရှိလားဆိုတော့မိမိရဲ့ပင်ကိုနော်ဖြစ်ချင်းကတော့မပြောင်းသွားပေမဲ့လို့အတွေးခေါ်တဲ့အကြံစီတွေလှုပ်ဆောင်မှုတွေကအလုံးလုံးပြောင်းလဲလာနော်ဒါကြောင့်အများအပြည့်တော့နော်ဗာလဲဆိုတော့ခရစ်တော်နဲ့လူသစ်ဖြစ်တယ်ပြောင်းလဲတယ်ဆိုတာကိုဘာနဲ့တိုင်းကြတယ်လဲဆိုတော့တချို့ကဘာတွေတိုင်းကြလဲဆိုတော့နော်အပြစ်မှန်းဒီအပြစ်ဒဏ်ပြောင်းလဲခြင်းနဲ့တိုင်းကြတယ်အရေးသောတဲ့လူအရေးပြတ်သွားတယ်နော်မူရစီဆွဲတဲ့လူကမူရစီမဆွဲတော့ဘူးဒီလိုဆိုရင် तू ကပြောင်းလဲတယ်လို့တတ်မှတ်လိုက်တာပဲဒါပေမဲ့ဒါကပြည့်စုံတဲ့ပြောင်းလဲခြင်းတော့မဟုတ်ဘူးအဲ့ဒီလိုပြောင်းလဲနေအောင်လည်းပဲကျွန်တော်တို့ကက်နေသွင်းပြီးတော့လုပ်တာတွေရှိတယ်ဒါတွေလည်းယေရှုမှာမခံဘူးဒါဆိုရင်ဘယ်ဟာယေရှုခံတယ်လဲလို့မေးရင်တော့တကယ်ပဲအတွင်းထဲမှာကျွန်တော်ယုံကြည်သူတယောက်ရဲ့အထဲမှာဝိညာဉ်တော်ကအလုံးလုံးနေတယ်ဆိုတော့ကိုနားလည်ပြီးသိမှတ်ပြီးဝန်ခံတယ်ဆိုရင်တော့အဲဒီဝိညာဉ်တော်ကအမြဲတမ်းဖြစ်ပေးနေတယ်အဲ့လိုဖြစ်ပေးတဲ့အရာကိုကနာခံတဲ့အခါမှာတော့တကယ်ကိုပြောင်းလဲမှုဖြစ်သွားတာဖြစ်ဒါဆိုရင်တော့တဖြည်းဖြည်းနဲ့သူဟာဗာလဲခရစ်တော်နဲ့တန်တူလာမှာဖြစ်တယ်ကျွန်တော်တို့ထဲမှာခရစ်တော်ကဲ့သို့သောဇယလက္ခဏာတွေကိုပေါ်ထုတ်ဖို့အတွက်ဘာလို့ပေးလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကအခန့်ကဏ္ဍတရားအနေနဲ့ပါဝင်လာဒါသူရဲ့ main လို့ဆောင်မှုဆိုတော့အထဲမှာတန်ရှင်းသောဝိညာဉ်တော်ကင်းဖို့ပြီးတော့ကျွန်တော်ရဲ့ဇယလက္ခဏာတွေကခရစ်တော်နဲ့တူလာဖို့အတွက်သူကအထက်ကလွတ်ဆောင်နေတယ်လို့ပြောရင်ကျွန်တော်တို့မလိုတော့ဘူးလားလိုတာပေါ့ကျွန်တော်တို့လည်းလိုတာပေါ့နော်ဆိုတော့ဒီမှာခရစ်တော်နဲ့ပို့ပြီးတန်တူလာစေဖို့အတွက်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုဘယ်လိုခေါ်လဲဆိုရင်တန်ရှင်းစင်ကြယ်ခြင်းလို့ခေါ်တယ်နော်ခရစ်တော်နဲ့တန်တူလာခြင်းကိုကျွန်တော်တို့တုပါလို့မရဘူးခရစ်တော်အထက်ဒီကျွန်တော်တို့ရဲ့အထက်မှာခရစ်တော်ကိုအသက်ရှင်ဝင်ပေးရမယ်အဲ့ဒါအသက်ရှင်ဝင်ပေးရမယ်ဆိုတာကအထက်မှာနော်ဖျားဝိညာဉ်ရှိတယ်ဆိုတာကိုနားလေသဘောပေါက်ဝန်ခံပြီးမှအသက်တာမှာကျင့်သုံးရမယ်ယေရှုတော်ကိုယုံကြည်ပြီးတော့ထာဝရတရားပြီပဲဆိုပြီးတော့ဖြစ်တယ်လို့နေလို့မရအောင်ဒီနေ့ခေတ်မှာအမိတရားကိုမိတ်ဆက်တဲ့အခါအဲ့ဒါအားနည်းချက်တစ်ခုလို့ဖြစ်တယ်တမလွန်အတွက်ဆိုပြီးတော့စိတ်ချအောင်လို့ပြောလိုက်တဲ့အခါမှာအဲ့ဒီလိုပြောလိုက်တဲ့နောက်မှာပါလေဆိုဟုတ်ပြီတမလွန်အတွက်ထာဝရကိစ္စတော့ငါယေရှုကိုယုံမယ်ဒါပေမဲ့လို့လက်တွေ့တဲ့တာမှာတော့ငါဟာငါအသက်ရှင်မယ်ဆိုတဲ့ဟာမျိုးလေးရောက်သွားတယ်အဲ့ဒါလူတွေကပါလေခရစ်တော်ကိုယုံမိမယ်လို့သူတို့တက်တာမှာပြောင်းလဲခြင်းမရှိတာကပါလေရှိတယ်ခမည်းယေရှုခရစ်တော်ကိုယုံလိုက်တာနဲ့ခမည်းအထဲမှာဘုရားဝိညာဉ်ကင်းဝတ်ပြီး
အဲ့ဒီဘုရားဝိညာဉ်ကဲဖို့ပြီးလုပ်နေတဲ့လုပ်ငန်းစဉ်ကိုနားထောင်ပါနားခံပါဆိုတာမျိုးကိုကျွန်တော်တို့မေ့လျော့လို့ဖြစ်တယ်အဲ့ဒီအပိုင်းကိုခြံခဲ့လို့ဖြစ်တယ်တကယ်တော့အဲ့ဒီအပိုင်းကိုလည်းပြောမှဖြစ်တယ်ဆိုတော့သူတို့ကပါလေယုံပြီးရင်ပြီးတာပဲဆိုတဲ့ဟာမျိုးနဲ့ဘာမှတိုးတက်မလာတဲ့ဟာတွေခရစ်တော်နဲ့တရားမတူလာနိုင်တဲ့ဟာတွေရှိတယ်နော်ဆိုတော့ဒီမှာခရစ်တော်နဲ့ပို့ပြီးတော့တူလာဖို့အတွက်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အသက်တာကိုတန်ရှင်းစင်ကြယ်ပြီးဖို့လိုအပ်တယ်ဒါကလောကမှာကျွန်တော်တို့ရှိနေစဉ်အသက်ရှင်စဉ်ဘုရားခင်ထားရှိတဲ့ကြွယ်ကြလည်းဖြစ်တယ်အသက်တာကိုတန်ရှင်းစင်ကြယ်အောင်အသက်ရှင်ခြင်းဒါဒီပါလေခရစ်တော်နဲ့တရားတူလာတာပဲနော်ကိုယ့်ရဲ့ဒါမျိုးလို့ဖို့ကိုယ့်ရဲ့ကိုယ်ပိုင်ခွန်အားနဲ့မဖြစ်နိုင်ဘူးယေရှုခရစ်တော်ရဲ့ဇေယျလက္ခဏာကိုပေါ်ထုတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ကိုယ်စွမ်းနဲ့မလုပ်နိုင်ပါဘူးအဲဒါကြောင့်ကျွန်တော်တို့ဒီမှာပြောချင်တာနှစ်တစ်ခုလေးမှာကျွန်တော်တို့သုံးဖြတ်ချက်တွေချကြတယ်နော်နှစ်တစ်ခုရောက်ပြီဆိုကျွန်တော်ပါလေသုံးဖြတ်ချက်တွေကိုလေချပြီမဲတွေလည်းနိုင်ကြပြီကြက်တွေကိုမဲနဲ့လို့ရှိရင်ကောင်းတာကြီးပဲနိုင်တာနော်ခွန်အားပေးတဲ့အရာကြီးပဲနိုင်တာဟိုဘာလဲပို့ကိုနာကျင်စေမဲ့ကြက်လိုမျိုးနော်ဒုစရိုက်နဲ့ပတ်သက်ပြီးတော့သတိပေးတဲ့အချက်လိုမျိုးနောင်တနဲ့ဆိုင်ပြီးတော့ဘုရားသခင်ဖြစ်ခေါ်တဲ့အရာမျိုးကိုနော်မထည့်ကြဘူးနော်ဘာတွေကိုပဲထည့်ဆိုတော့ချိုးတဲ့အရာမျိုးပေါ့နော်ကောင်းတဲ့အရာမျိုးတွေပဲရွေးယူကြတယ်နော်ချီးမွမ်းခြင်းနဲ့ဆိုင်တဲ့အရာဝန်ခံခြင်းနဲ့ဆိုင်တဲ့အရာတိတ်ပတ်ခြင်းနဲ့ဆိုင်တဲ့အရာဒီလိုအရာမျိုးဆိုအများကြီးထည့်ပြီးတော့နိုင်ကြတယ်အဲ့တော့ဒီလိုအရာတွေကြီးပဲနိုင်တာထားပါဦးနိုင်ပြီပါလေအဲ့ဒီချက်တွေရတဲ့ခါကျွန်တော်တို့ပါလေအမလီဘုရားကြီးဒီတစ်နှစ်တာလုံးမှာဒီຢာလေးအဖြစ်ပါလေမောင်းနေတော်မူပါဆိုပြီးတော့အမလီအလွတ်တွေပါလေကြက်ပြီးတော့နော်တိန်ထားတချို့ဆိုလို့ရှိရင်ကိုကြီးတွေပါလောင်းထားတိန်ထားတော့ကြတယ်မှာညက်ထားတဏိဌာန်တွေချတယ်သုံးပြချက်တွေချတယ်ရည်ရချက်တွေကောင်းပါလေဒါပေမဲ့အဲ့ဒါနဲ့မလုံလောက်ဘူးမလုံလောက်ဘူးမိမိရွေးချယ်လိုက်တဲ့အရာမိမိရယူလိုက်တဲ့အရာဒီနှုတ်ကပတ်တော်ပေါ်မှာသုံးဖြတ်ချက်အပေါ်မှာတကယ်လက်တွေ့လှုပ်ဆောင်ပါမယ်လို့ရည်ရထားတာလည်းကောင်းပါတယ်သို့တော့တစ်ဖက်မှာပါလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်တပါးတည်းကကျွန်တော်တို့အတွက်အပြောင်းလဲလှုပ်ပေးနိုင်တဲ့တကူရှိတယ်ဆိုတာကိုနားလည်ရမယ်တစ်ဖက်မှာကျွန်တော်တို့ရဲ့သုံးဖြတ်ချက်တကယ်ပြင်တာရိဋ္ဌာန်ချမှုလည်းလိုအပ်တယ်တစ်ဖက်မှာကျွန်တော်ဘာလိုအပ်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့တကူမိမိဘဝမှာဒီဖယားကပဲကြောင်းလဲမှုလုပ်ပေးနိုင်တယ်ဆိုတော့ယုံကြည်ခံယူချက်နားလည်ချက်လည်းလိုအပ်တယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီးနဲ့အပိုင်73မှာအကြောင်းမူကားသင်တို့သည်အလိုရှိစေခြင်းက၎င်းအချင်းချင်းစေခြင်းက၎င်းသင်တို့အထဲ၌စေတနာတော်အပြင်ပြုပြင်တော်မူသောသူကဘုရားခင်ပေသည်အဲ့တော့ကျွန်တော်တို့လုတ်ပါမယ်ဝန်ခံပါမယ်လို့ဆုံးဖြတ်လိုက်တာဆိုပေမဲ့လို့တကယ်တော့ဗာလဲဆိုတော့အထဲမှာစေတနာတော်အပြင်ပြုပြင်နေတာကဘုရားကိုယ်တိုင်ပဲဖြစ်တယ်အဲ့ဒါကိုသဘောပေါက်ရမှာဖြစ်တယ်နော်ဒါကြောင့်မလို့ခရစ်တော်နဲ့တရားတူလာဖို့အတွက်ကျွန်တော်တို့တုပလို့လည်းမရဘူးသူများနဲ့လည်းသူများလုပ်တယ်လို့လည်းမရဘူးမိမိရဲ့ပင်ကိုယ်တဘာဝနဲ့ပဲဖြစ်တာအဲ့လိုဖြစ်တဲ့နေရာမှာလည်းပဲအထဲမှာရှိတဲ့ခရစ်တော်ကိုအသက်ရှင်ဝင်ပေးမှရတာဖြစ်တယ်နော်ဆိုတော့ဒါကိုကျွန်တော်တို့ဘယ်လိုလုပ်လဲဘယ်လိုနားလည်နိုင်လဲဆိုလို့ရှိရင်ဒီလိုအခြေအနေမျိုးတွေကိုလူတော်တော်များများကနော်နားလည်မှုလွဲတာရှိတယ်ခမည်းတော်တာမှာသရှင်တော်ဝိညာဉ်တော်ရဲ့တကူအလုပ်လုပ်ခြင်းကိုပေါ်ပြပါလို့ပြောရင်ကျွန်တော်ဘာတွေကိုပြောကြမလဲအန်အောဘနမိတ်လက္ခဏာတွေနဲ့လှုပ်ဆောင်တဲ့အရာတွေပြင်းပြတဲ့စိတ်ခံစားမှုတွေဒါတွေကိုပဲကျွန်တော်တို့ပြောပြမှာစဉ်းစားမှာဖြစ်တယ်ဒါပေမဲ့လို့တကယ်တမ်းတော့ဗာလဲဆိုလို့ရှိရင်တော်တော်များများသောအခြေအနေထားတွေမှာသရှင်တော်ဝိညာဉ်တော်ရဲ့တကူပြခြင်းနဲ့လှုပ်ခြင်းဆိုတာတခါတည်းနော်တိတ်တိတ်စိတ်နဲ့ပြီးသွားတာတွေရှိတယ်ကျွန်တော်တို့မသိလိုက်တဲ့အခြေအနေရှိတယ်ကျွန်တော်တို့မခံစားလည်းမိလိုက်တဲ့အခြေအနေရှိနေတယ်ဘာဖြစ်လဲနူးညံ့တင်မွေးတဲ့နိလနဲ့ဘုရားကတကူတွေပြတာတွေလေဒါမှမဟုတ်ဗာလဲဆိုတော့အတွင်းထဲမှာပြင်းပြင်းသောအတန်နဲ့လှုပ်ဆောင်တဲ့အရာလို့ပြောချင်တာဖြစ်တယ်နော်ဆိုတော့ဒီဟာလေးကိုသဘောပေါက်ဖို့နားလည်ဖို့ပြောချင်ပါတယ်နော်နံပါတ်1ချက်မှာအထဲမှာအလုပ်လုပ်နေတဲ့ဝိညာဉ်တော်ကိုခွင့်ပေးပါနေရာပေးပါကျွန်တော်တို့အထဲမှာခရစ်တော်အသက်ရှင်လာတဲ့အခါမှာနော်တကယ်ပဲသူ့ရဲ့အုပ်စိုးခြင်းကိုလည်းဝန်ခံလိုက်တဲ့အခါမှာအသက်တာထဲမှာကြောင်းလဲလာပြီးတော့
ထိုခရစ်တော်နဲ့အတူတန်တူလာမှာဖြစ်တယ်နော်နောက်ဒုတိယချက်ကတော့ဘာလဲဆိုသရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကိုပူးပေါင်းရမယ်နာခံရမယ်အတူတူကလှုပ်ရမယ်လို့ပြောတာဝိညာဉ်တော်ကသွေးဆောင်တယ်ဒါပေမဲ့ကိုကအဝမခံမှုမနာခံမှုဆိုရင်လည်းအဲ့ဒီတက်တာထဲမှာခရစ်တော်ကတန်တူခြင်းဆိုတာမရှိဘူးဝိညာဉ်တော်ဒီအမြဲတမ်းနော်သွေးဆောင်နေတယ်လက်ပြနေတယ်ကိုတိုက်တွန်းပေးနေတယ်ဒါပေမဲ့ကိုကအဲ့ဒါတွေဝမခံခြင်းကိုယ့်ရဲ့ဇာတိသွေးသားနဲ့ဇာတိရဲ့တောင်းတမှုကိုပဲဝန်ခံတယ်ဆိုလို့ရှိရင်တော့ဘယ်လိုမှခရစ်တော်ကတန်တူလာမှာမဟုတ်ဘူးနော်ဆိုတော့ဒီနေရာမှာပြောချင်တာပါလဲဆိုကျွန်တော်တို့ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုလို့ခေါ်တဲ့အတွင်းကနေကိုညီမစားမှုတကိုးပေးမှုလည်းရှိတယ်လို့တစ်ဖက်မှာပါလဲဆိုတော့မိမိဘက်ကပူးပေါင်းလို့ခေါ်မဲ့အရာနာခံရမယ့်အရာတွေရှိတယ်ဥပမာလေးကြည့်ရအောင်ယုံကြည်ခြင်းနဲ့ခြေလမ်းတွေကိုစတင်လိုက်တဲ့အခါမှာဝိညာဉ်တော်ကဘာလုပ်လဲဆိုသူ့ရဲ့တကိုးတွေကိုတွန်းလောင်းပေးတယ်ဒီအရာကိုကြည့်နိုင်တာမြင်နိုင်တဲ့ဥပမာတစ်ခုကဘာလဲဆိုလို့ရှိရင်နော်ခါနာပြည်ကိုသိမ့်မဲ့ဖို့အတွက်နော်ယောရှုနဲ့ကာလက်ဥဆောင်တဲ့ဣသေလလူကြီးကယော်ဒန်မြစ်ကိုဖြတ်ဖို့အတွက်စောင့်နေတာဖြစ်တယ်အဲ့တော့ယော်ဒန်မြစ်ကိုဖြတ်ဖို့စောင့်နေတဲ့အခါမှာရေစီးတယ်နော်စဉ်းစားကြည့်ပေါ့ဗျာနော်ယော်ဒန်မြစ်ဆိုရေစီးမယ်ရေစီးတတ်မယ်နော်ပုံမှန်အဖြစ်ဘယ်လုံးမဖြတ်လို့မရနိုင်ပါဘူးဘယ်လိုဖြတ်ဒါပေမဲ့ဒီယော်ဒန်မြစ်ကိုဖြတ်ဖို့အတွက်လှုပ်ဆောင်တဲ့အခါမှာနော်ဖြတ်တန်းတဲ့အခါမှာဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင်သူတို့တွေကယုံကြည်ခြင်းနဲ့တကွနာခံပြီးတော့ညစ်ရီကိုဘာလုပ်လိုက်လဲဆိုတော့ကဲဘာလုပ်လိုက်တာလဲညစ်ရီကိုတမွေးနဲ့ထိုးတာလားနင်းလိုက်တယ်ဟုတ်တယ်နော်နင်းလိုက်တာညစ်ရီကိုနင်းလိုက်တဲ့အခါမှာတဲ့ညစ်ရီကဘာဖြစ်လဲလုံးဝပြတ်တောက်သွားတယ်ဆိုတော့ဒါပါလေလို့မေးလို့ရှိရင်နာခံခြင်းရှိတဲ့အရာကဘုရားသခင်ရဲ့တကိုးတော်လမ်းကြောင်းကိုပွင့်စေတယ်နာခံမှုရှိတဲ့အရာကဘာလဲဘုရားသခင်ရဲ့တကိုးတော်ဘုရားသခင်ရဲ့အလွတ်လွတ်ခြင်းဒါကိုမြင်စေတယ်ပွင့်စေတယ်ယောရှုနဲ့တကွာဣသရေလလူမျိုးများမကြခင်မှာခါနာန်ပြည်ကိုသိမ်းပိုက်တော့မယ်ဒါပေမဲ့ရှေ့မှာကပင်လယ်ကြီးကာစီထားတော့မယ်ယော်ဒန်မြစ်ကြီးကာစီထားတော့မယ်ဘယ်လိုဖြတ်တန်းမလဲရှေ့မှာကြုံခဲ့တဲ့အရာတွေကတော့နော် experience တွေအများကြီးရှိပါတယ်နော်ပင်လယ်နီကိုဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာရှိတယ်ဒါပေမဲ့အခုကမင်းတို့တစ်ခါမှမသွားဘူးသေးတဲ့လမ်းဖြစ်တယ်တဲ့တစ်ခါမှမလုပ်ဘူးခဲ့တဲ့အရာဖြစ်တယ်တဲ့အသစ်သောအရာဖြစ်တယ်တဲ့ဘုရားသခင်ကဒီလိုမိန့်မာတဲ့အခါဒါကိုယုံကြည်ပြီးတော့မင်းတို့နင်းရင်မဖြစ်လဲဂျီကိုကွဲသိမယ်ဂျိုမကွဲထားဘူးနော်ဂျိုမကွဲထားဘူးမင်းတို့လှုပ်တဲ့အချိန်မှပဲမင်းတို့စတဲ့အခါမှာပဲယုံကြည်ခြင်းနဲ့ခြေလမ်းကိုစလိုက်တာနဲ့ဒီနေ့ဖြစ်ပါလဲတန်ရှင်သောဝိညာဉ်တော်ကသူ့ရဲ့တကူကိုတွန်းလောင်းတယ်ဆိုဒီကနေ့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာလည်းထုံနေလည်းကောင်းမယ်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနော်ကိုညီမကခြင်းတကူတော်ကိုခံရဖို့အတွက်ကိုယ့်ဘက်ကဘာလို့ပူပေါင်းရမယ်လက်တွေ့လုပ်ရမှာဖြစ်တယ်တစ်ချိန်လို့ဘုရားတကူကိုမျောလင့်နေတာမျိုးမဟုတ်ဘူးကိုယ့်ဘက်ကလုပ်ရမယ့်ကဏ္ဍလည်းရှိတယ်နော်မြင့်စထားရမယ့်ကဏ္ဍလုပ်ထားရမယ့်ကဏ္ဍတွေရှိတယ်ဆိုတော့အဲ့ဒီနေရာမှာသူတို့ရဲ့ယုံကြည်ခြင်းကြောင့်မလို့ယော်ဒန်မြစ်ကြီးကလည်းနှစ်ချမ်းကွဲပြီးတော့ဟိုဘက်ကိုကူးသွားနိုင်တယ်အံ့ဩစရာကြီးပေါ့စဉ်းစားကြည့်ပါယုတ်တရက်ပင်လယ်ကိုခန်းချောက်စီပြီးတော့နော်မြစ်ကိုခန်းချောက်စီပြီးတော့ဒီထဲမှာလူသွားလို့ရတယ်ဆိုတာရိုးရိုးစဉ်းစားရင်မလွယ်တဲ့ကိစ္စပဲနော်မလွယ်တဲ့ကိစ္စကျွန်တော်တို့အခုချိန်မှာမြစ်ချောက်တစ်ခုကိုချက်ချင်းကြီးတွေခတ်ထုတ်ပြီးတော့ရှောက်မယ်ဆိုမလွယ်ပါဘူးဒါပေမဲ့သူတို့လွယ်ကူတော့ဟိုဘက်ကန်းကိုဆောက်သွားနိုင်တယ်ဒါဖရားရဲ့တကူတော့လမ်းကြောင်းကိုပွင့်စေတာဖြစ်တယ်ဘာကလဲနာခံခြင်းကပွင့်စေတာဖြစ်တယ်ယုံကြည်ခြင်းလည်းရှိပါတယ်တစ်ဖက်မှာဗာလဲလက်တွေလှုပ်ဆောင်ခြင်းလို့ခေါ်တယ်ပူပေါင်းမှုနဲ့နာခံခြင်းကိုပြသရမှာဖြစ်တယ်ကျွန်တော်တို့ဘက်ကနေစတင်ပြီးလှုပ်ရှားရမယ့်အချိန်ကိုဘုရားခင်ကစောင့်နေတာတွေရှိတယ်နော်ဟုတ်တော့ကျွန်တော်တို့စတင်ပြီးတော့ခြေလမ်းစလာမယ့်အချိန်စတင်ပြီးတော့လှုပ်မဲ့အချိန်ကိုဘုရားခင်ကစောင့်မျှော်နေတယ်ခွန်အားအပြည့်နဲ့နော်အခုကိုယုံကြည်မှုအပြည့်နဲ့လုံမယ်အဲ့ဒီလိုခါစားရမှလုံမယ်လို့ပြောရင်တော့
အဲ့ဒီအချိန်ကစောင့်ခိုင်းလို့ပြီးမှမဟုတ်တော့ကိုလေငါမစုံလင်သေးဘူးငါဒီလောက်ဆိုတော့မဖြစ်သေးဘူးအေးဝင်လီဟောပါသွားပါတူးချင်းအေးဝင်လီပြောပါလို့ပြောတဲ့အခါငါပြောလို့မဖြစ်သေးဘူးထင်တယ်ငါဒါမျိုးမင်းလိုက်ရင်ငါဘယ်လိုဖြေမလဲဟိုလိုမျိုးပြောရင်ငါ့ကိုဒီလိုမျိုးပြောရင်ဆိုတဲ့အတွေးမျိုးစုံနဲ့နေတဲ့အခါအေးဝင်လီလည်းမဟောပြဘူးခမည်းကမဟောတော့သူကလည်းမကြားဘူးပေါ့မကြားတော့ဝိညာဉ်တော်ကလည်းသူ့ကိုအလုံးမလုပ်ဘူးအဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့မှာပြည့်စုံတဲ့အချိန်နော်အလုံးစုံတက်ကြွတဲ့အချိန်ယုံကြည်မှုအပြည့်နဲ့တွားရမယ့်အချိန်လည်းရှိကောင်းရှိနိုင်ပါတယ်သို့တော့အဲ့ဒီအချိန်ကိုစောင့်နေလို့မရဘူးကျွန်တော်ရှိတဲ့အရာလေးနဲ့ပြောရမယ်လုပ်ရမယ်အဲ့လိုခြေလမ်းလေးကိုဆက်ရမယ်အဲ့ဒါလေးကိုဘုရားသခင်စောင့်တယ်ဝိညာဉ်တော်ကတကိုးနဲ့လမ်းကြောင်းဖွင့်ပေးတော့မှာနာခံမှုနဲ့ကျွန်တော်တို့ကလမ်းရတော့မှာဖြစ်တယ်နော်ကျွန်တော်တို့ရဲ့အာဏာချက်တွေရှိနေစဉ်မှာပဲလေကျွန်တော်ရှေ့ကိုဆက်ရမှာဖြစ်တယ်ကြောက်ရွံ့မှုလည်းရှိနိုင်တယ်နောက်စိုးရိမ်မှုလည်းရှိနိုင်တယ်နောက်တခြားသောခံစားမှုတွေလည်းရှိနေတဲ့ကြားတွေကနေပြီးတော့ကျွန်တော်ကပါလေကြီးစွာနဲ့ယုံကြည်စွာနဲ့လှုပ်ဆောင်မှုဖြစ်တယ်ခြေလမ်းကိုလမ်းဖို့ဖြစ်တယ်အဲ့လိုပြောတော့ကျွန်တော်တို့နော်အမြစ်ကပေးသွားပြီးတော့ယုံကြည်ခြင်းနဲ့သွားနေမယ်တော့မလုပ်နဲ့နော်မြစ်ထိတ်တော့ကြမှာဘုရားသခင်ရဲ့တကိုးတော်ဆိုတာတူးနဲ့တူးပုံစံနေမတူကြပါဘူးဣသေလလူမျိုးတော်ပေါ်မှာလှုပ်တဲ့တကိုးတော်အောဝယ်နမိတ်လက္ခဏာများဟာတခြားသောသူတွေမှာလှုပ်ဖို့မသေးချဘူးဘာဖြစ်လို့လဲဣသေလလူမျိုးဒီဖရားရဲ့လူမျိုးတော်အဖြစ်နဲ့ရွေးကောက်ထားတဲ့အခါမှာသူတို့ဟာသူများနဲ့မတူညီတဲ့ထူးခြားတဲ့အရာဖြစ်တယ်ဖရားကိုနော်ကိုးစားသည်ဖြစ်စေမကိုးစားသည်ဖြစ်စေသူတို့အပေါ်မှာဖရားရဲ့ဂတိတော်ကတမှုထူးခြားပါဒါဒီခွင့်ရတခြားသူတွေမှာမရဘူးဒါဣသေလလူမျိုးတွေမှာဖြစ်တဲ့များငါတို့ဖြစ်ရမယ်ဟဲ့လို့သွားပြီးတော့ပုံစံကွက်ထဲမှာထည့်ရင်ခင်ဗျာယူပဲယူသွားနိုင်တယ်နော်အဲ့တော့ဒီနေ့ဘာဖြစ်လဲဆိုတန်ရှင်သောဝိညာဉ်တော်နဲ့အတူကျွန်တော်တို့ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အချက်ကကျွန်တော်တို့ရဲ့ဇေယျလက္ခဏာတိုးပွားမှုကိုနော်ဘယ်လိုပုံဖော်မလဲဆိုတဲ့အဖြစ်ဖြစ်တယ်ဒီတန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကုညီမသားမှုတကိုးပေးမှုကိုကျွန်တော်တက်တာထဲမှာလက်တွေ့ဝန်ခံနာခံပူးပေါင်းတယ်ဆိုရင်တော့သင်ရှားမှာပေါ့ဒါဆိုရင်ကျွန်တော်အသက်တာဘာဖြစ်လဲတိုးတက်လာတယ်ဆိုတဲ့လက္ခဏာတွေ့ရမှာပေါ့။ဒါကြောင့်ဒီမှာပြောချင်တာကကျွန်တော်တို့ရဲ့ဝิญဉ်ရေးကကြီးထွားလာဖို့အတွက်ထိုင်ဆောင်မနေပါနဲ့။အိမ်မှာနေပြီးတော့ဝิญဉ်ရေးကတိုးဒီတိုင်းကြီးတိုးပွားမလာအောင်တော့ကျွန်တော်တို့ဘာလုပ်ရလဲအပြင်ကိုထွက်ပြီးတော့လှုပ်ရမလှုပ်ဘဲနဲ့ဝิญဉ်ရေးကဘယ်လိုမှကြီးထွားမလာ။တမန်ကျမ်းစာဖတ်မယ်ဆုတောင်းမယ်ကောင်းလားကောင်းတာပေါ့အဲ့ဒီဟာဝิญဉ်ရောက်ကြီးထွားခြင်းမပြည့်စုံမဖြစ်နိုင်တကယ်ဝิญဉ်ကကြီးထွားတာမကြီးထွားဘူးဆိုတော့အဲ့ဒီလိုအခြေအနေနဲ့ထပြီးတော့ပိတ်သက်လူကြားထဲမှာသွားလာတဲ့အခါမှာခမရဘယ်လိုဆက်ဆံတယ်လဲခမရဘယ်လိုတုံ့ပြန်တယ်လဲခမရဘယ်လိုပြုမှုကြင်ကြံတယ်လဲဆိုတော့အရာနဲ့တိုင်းလာရတော့လားဖြစ်ပြခရစ်တော်နဲ့တရားတူလာဖို့ဆိုတာကနော်လူအုပ်ကြီးထဲမှာယုံကြည်သူတွေကြားထဲမှာအသက်ရှင်ခြင်းအပြင်တယောက်ကိုတယောက်အစီခံခြင်းအပြင်ဘုရားရှင်ရဲ့တကိုးတော်လမ်းကြောင်းကိုပွင့်စေခြင်းအဖြစ်ပဲကျွန်တော်ပြနိုင်တယ်။ဒါကြောင့်ဝิญဉ်ရဲ့ကြီးထွားဖို့တော့ကျွန်တော်ထိုင်ဆောင်မနေပါနဲ့။ထပြီးတော့လက်တွေလုပ်ပါထပြီးတော့အခုပဲနင်းပါနော်။ယုံကြည်ခြင်းနဲ့နင်းပါ။စိတ်ချမှုနဲ့နင်းပါ။သရှင်တော်ရဲ့ဝิญဉ်တော်ရဲ့လှုပ်ဆောင်မှုကိုဝန်ခံပါနာခံပါနော်။ပူပေါင်းဆောင်ရွက်ပါဒါလေးကိုပြောချင်ပါတယ်။ဆိုတော့ဒီအဟာတကယ်လည်းကျွန်တော်တို့နိနိကကဖြစ်ပြီမယ်လို့မေးလျော်တာတွေရှိတတ်ပါတယ်ကျွန်တော်တို့ဘာလုပ်တယ်လဲဆိုတာထက်ကိုကျွန်တော်တို့ဘယ်သူပဲဝါဖြစ်တယ်ဆိုတာကိုဘုရားရှင်တာ၍စိတ်ဝင်စားတယ်ဆိုတာကိုလည်းသတိချက်ပါဒါကြမ်းမှာကျွန်တော်တို့ကဘာလုပ်နေတယ်လဲဆိုတဲ့အချက်လက်ကိုပဲကြည့်ကြတယ်တကယ်တော့ကျွန်တော်တို့ဘယ်သူလဲပဲဝါလဲဆိုတာကိုကိုသိဖို့နားလည်ဖို့လို့နာမည်မေးတာမဟုတ်ဘူးကျွန်တော်ဒီမောင်ဖြူမောင်ဝါဖြစ်တယ်ဒါကိုပြောနေတာမဟုတ်ကျွန်တော်ဒီမူလပျက်စီးသွားသောပုံသဏ္ဍာန်တော်တနည်းအားဖြင့်ယိုယွင်းနေသောဘုရားသခင်ရဲ့ပုံသဏ္ဍာန်တော်ကိုယေရှုခရစ်အားဖြင့်ပြန်လဲတဲမှတ်စေသည်ပြန်လဲအသက်ပြုပြင်ပြီဖြစ်တယ်ထိုအသက်ပြုပြင်ကြောင်းကိုနားလေသဘောပေါက်၍နေ့စဉ်အသက်တာထဲမှာထိုခရစ်တော်နဲ့အတူတဏ္ဍတူအောင်အသက်ရှင်မယ်နော်ကျိုးစားပါလို့ပြောတဲ့အခါကယ်တင်ကြီးရဖို့ကျိုးစားခိုင်းတာမဟုတ်ဘူးနော်ခရစ်တော်နဲ့တူလာဖို့ဆိုတော့ကယ်တင်ကြီးရဖို့ကျိုးစားခိုင်းတာမဟုတ်ဘူး
ကယ်တင်ခြင်းရပြီးတဲ့သူတိုင်းကခရစ်တော်နဲ့တန်တူလာဖို့မလုပ်ရလဲအသက်တာထဲမှာစူးစမ်းအထောက်ရတယ်စူးစမ်းအထောက်ခြင်းတစ်ခုတည်းကလည်းပဲမလုံလောက်ဘူးသတ်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကိုလည်းသဘောပေါက်ရမယ်နာခံရမယ်မိမိရဲ့အထဲမှာဖခင်ရဲ့ဝိညာဉ်အလွတ်လုံးနေဆိုတာကိုသိရမယ်ဝန်ခံရမှာဖြစ်တယ်တရားကိုနားလေသဘောပေါက်ထားတဲ့အခါကျမှနော်ဖခင်သခင်လှုပ်ရမယ်အငန်းတာကိုဖခင်သခင်လှုပ်သလိုမိမိဘက်ကလှုပ်ရမယ်အငန်းတာကိုမိမိဘက်ကလှုပ်ရမှာဖြစ်တယ်ဒါဆိုရင်ခမည်းသည်ကျွန်တော်ဒီခရစ်တော်နဲ့တခါလိုတာကိုတိုးတက်လာတဲ့သူဖြစ်တယ်တိုးပွားလာတဲ့သူဖြစ်တယ်ဆိုတာလေးကိုအလွယ်တကူနားလည်နိုင်မှာဖြစ်တယ်ဟုတ်ပြီနော်နောက်ဆင်ញင်သုံးသက်ခြင်းကိုကျွန်တော်တို့သွားကြတဲ့အခါမှာဘာတွေကိုတွေ့နိုင်မလဲဆိုတော့ကျမ်းစာလေးကတော့ယောမခန်းကြီးစနစ်အပတ်ငယ်1ကိုဒီနေ့မှာနော်မှတ်သားပါဆင်ញင်မှာခွန်အားယူပါအလွတ်လဲရပါလိမ့်မယ်သင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာဒီဟူသောဘုရားသခင်လိုတော်ရှိသောအရာဒီအဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြတော့ကဲသင်ကျင်ရမယ့်မိဂုံးပုံစံလေးပေါ့ခရစ်တော်နဲ့တရားတူလာစေဖို့အတွက်ဝိညာဉ်တော်ရဲ့တကုတ်ကိုမိမိသက်တာထဲမှာဘေဂန္ဓမှာလိုအပ်နေတယ်လေအဖြစ်ရှိလားပုံမေးရှိတယ်နော်โอเคခရစ်တော်နဲ့တရားတူလာစေဖို့အတွက်ဘုရားတကုတ်တနည်းအားဖြင့်တန်ရှင်သောဝိညာဉ်တော်ရဲ့တကုတ်ကိုမိမိရဲ့အသက်တာထဲမှာဘေဂန္ဓမှာလိုအပ်တယ်အဲ့ဒီအတွက်ရှိကောင်းပါဖြေရှားပါဘို့တော့ကုညီပါမစားပါကုညီပါမစားပါဆိုပြီးတော့တော့တခါတဲ့ဟိုဆူတောင်းနေုံနဲ့မပြီးဘူးနော်လက်တွေ့ဘာလုပ်ရမလဲမိမိဒီယုံကြည်ခြင်းနဲ့ဘာလုပ်ရမလဲခုနကယောရှုနဲ့အဖွဲ့သားတွေလို့ယုံကြည်ခြင်းနဲ့နင်းတယ်လို့မျိုးလက်တွေ့ထားပြီးအလုပ်လုပ်ရမှာဖြစ်တယ်နော်အဲ့တော့ကိုယ့်ဘက်ကထားမလုပ်ဘူးဆိုလို့ရှိရင်လည်းဝိညာဉ်တော်ရဲ့တကူလမ်းကြောင်းကိုပွင့်ဖို့ဆိုတာကိုယ်တရားထဲမှာမမြင်ရဘူးအကောင့်ထဲမပေါ်ဘူးလို့ပြောချင်တာပေါ့နော်ဒါကြောင့်နေ့စဉ်တရားထဲမှာခရစ်တော်နဲ့တရားတူလာဖို့အရေးကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်တယ်နော်ကျွန်တော်တို့ဒီဟိုမင်းသားနဲ့တူကျင်တယ်ဟိုမင်းသမီးနဲ့တူကျင်တယ်ဒါကြောင့်မို့လို့တော့တချို့ဆိုပါလို့လေတူကျင်လို့ခွဲစိတ်တိုင်းတော့ရှိလာတယ်ပြုတ်ပြနိုင်တော့ရှိလာနော်အဲ့တော့ဘာဖြစ်လဲမကောင်းဘူးလားဒါကကောင်းတယ်မကောင်းဘူးဆိုတာခက်ကိုတူအောင်ကြိုးစားကြတယ်တူကျင်ကြတယ်အဲ့တော့ကျွန်တော်တို့ကယုံကြည်သူတွေရဲ့အနိမပန်းနိုင်တာပါလဲဆိုရင်ခရစ်တော်နဲ့ဒါတူဖို့ပဲနော်အဖေနဲ့တူကျင်တာအမေနဲ့တူကျင်တာဒါလည်းကောင်းပါလေဒါပေမဲ့အမြင့်ဆုံးသောစံချိန်ကပြန်တူရမလဲကျွန်တော်တို့ကိုရွေးဝယ်တော့ယေရှုခရစ်တော်နဲ့တန်တူအောင်လုပ်ရမှာဖြစ်တယ်နေရာလေးကိုကျွန်တော်ဒီနေ့စီမံသွားတာဖြစ်တယ်နော်အဲ့တော့ဒီနေရာအတွက်ကျွန်တော်တို့နားမလည်တာလေးတွေရှိရင်လည်းကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးတွေကိုပြန်ကြည့်လို့ရပါတယ်အားလုံးပေါ်မှာဖျက်ဆီးကောင်းကြီးပေးပါစေအာမင်